အောင်မြင်မှုဆိုတာကဏ္ဍရမဟုတ်ပဲကိုယ်တိုင်ရွေးချယ်တဲ့အလေးထားတတ်တာဖြစ်ပါတယ်။လူများကြားမှာထက်မြက်ရှင်အပြင်းပန်းကိုပြင်လာတဲ့ကိုယ့်ရဲ့အတွင်းစိတ်ရင်းကာရီတာကိုအရင်ဆုံးတည်ဆောက်ပါ။တင်ပေါ်ရဲ့ remote control ကိုသူတစ်ပါးလက်ထဲမထည့်ပဲအရေးကြီးတာကိုအရင်လုပ်ရင်အကောင်းဆုံးပုံစံတင်တဲ့ယနေ့ပဲစတင်ပြောင်းလဲလိုက်ပါ။အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာ။ကျွန်တော်ရဲ့ channel လေးဟာကမ္ဘာပေါ်မှာအောင်မြင်ဆုံးစိုင်းဆရာကြီးတွေရဲ့စာအုပ်တွေကိုအချိန်ပေးပြီးမဖတ်နိုင်တဲ့ကျွန်တော်ရဲ့မိတ်ဆွေများအတွက်အရှင်တူတူနဲ့စာအုပ်တော်လုံးကိုနားလည်လွယ်အောင်အဓိကအနှစ်သာရတွေကောက်နှုတ်ပြီးတင်ဆက်ပေးနေတာဖြစ်ပါတယ်။ဒီနေ့မှာတော့တစ်ကမ္ဘာလုံးမှာလူသိအများဆုံးနဲ့ဩဇာအရှိဆုံးကိုကြီးကိုသွေးဖွံ့ဖြိုးတိုးတက်ရေးစာအုပ်တော်ဖြစ်တဲ့ Stephen Richard Covey ရေးသားထားတဲ့ထိရောက်ထက်မြက်သူတို့ရဲ့အလေးထား9ချက် The 7 Habits of Highly Effective People အကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဒီစာအုပ်ဟာအောင်မြင်တဲ့အောင်ဟန်ဆောင်မှုဒါမှမဟုတ်အလုပ်တွေအများကြီးပြီးမြောက်ဖို့တသက်အတွက်မဟုတ်ပါဘူး။လူတွေရဲ့အတွင်းစိတ်ရင်းကနေအရှိခံပြီးတဘာဝအတိုင်းအောင်မြင်လာစေဖို့အတွက်ဖြစ်ပါတယ်။စစ်မှန်တဲ့ထက်မြက်မှုဆိုတာကိုယ်ယုံကြည်မှုရှိုံဒါမှမဟုတ်စကနိုင်လူနိုင်တာမျိုးမဟုတ်ပဲခိုင်မာတဲ့ကိုယ်ချင်းတရားရှင်းလင်းတဲ့တန်ဖိုးထားမှုတွေနဲ့ဘယ်သူမှမမြင်နိုင်တဲ့အချိန်မှတော့မှန်ကန်တာကိုလှုပ်ဆောင်နိုင်တဲ့အစွမ်းရည်ပဲဖြစ်ပါတယ်။ကျွန်တော်တို့ကြုံတွေ့နေရတဲ့ပြဿနာတော်တော်များများဟာအရေးရှင်းမရှိလို့မဟုတ်ပါဘူး။နေ့စဉ်ဘဝတွေကနားလည်မှုလွဲတာတွေလုပ်ငန်းခွင်ကတင်းမာမှုတွေနဲ့အရှင်းပြိပက္ခတွေကြောင့်ဖြစ်ပါတယ်။သူများတွေအရင်ပြောင်းလဲရင်ကောင်းမှာပဲလို့တွေးမဲ့အစားကိုဘေးကပြောင်းလဲမှုဆိုတာကိုယ့်စီကပဲစတင်ရမယ်လို့ဆိုထားပါတယ်။ကဲအခုဆိုရင်သင်္ဘောရဲ့ဥတီချက်ကိုအမှန်တကယ်ပြောင်းလဲပေးနိုင်တဲ့အလေးအထား9ချက်ကိုလက်တွေ့ကြလေ့လာကြည့်ရအောင်ပါ။အလေးအထား1ကြိုတင်ပြင်ဆင်တုံ့ပြန်တတ်ခြင်းဒါဟာကိုယ့်ဘဝရွေးချယ်မှုတွေအတွက်ကိုယ်မှာတာဝန်ရှိတယ်ဆိုတာကိုလက်ခံတာပါ။လောကမှာကျွန်တော်တို့မထိန်ချုပ်နိုင်တဲ့အခြေအနေတွေရာသီဥတုကားပိတ်တာသူတစ်ပါးရဲ့အပြုအမူအများကြီးရှိပါတယ်။ဒါပေမဲ့ကျွန်တော်တို့ဘယ်လိုတုံ့ပြန်မလဲဆိုတာကိုတော့ကျွန်တော်တို့ရွေးချယ်နိုင်ပါတယ်။သူတစ်ပါးရဲ့ကဲ့ရဲ့မှုကြောင့်ကိုယ်တိုင်မှုကိုအကြမခံပါနဲ့။ TV remote ကိုသူများလက်ထဲထည့်မထားပဲကိုယ်စိတ်ခံစားချက်ကိုကိုယ်တိုင်ပဲထိန်းချုပ်ပါ။အလေးအထား2ပန်းနိုင်ကိုမြင်ပြီးမှစတင်ခြင်းတခုခုကိုမစတင်ခင်ကိုယ်ဘာဖြစ်ခြင်းလဲဆိုတဲ့ရလဒ်ကိုမြင်အောင်ကြည့်ပါ။အိမ်တလုံးမဆောက်ခင်ပုံစံထုတ်ရတယ်လို့မျိုးပေါ့။တင်းဘဝမှာဘာကအရေးကြီးဆုံးလဲမိသားစုလားရိုးသားမှုလားအောင်မြင်မှုလားတန်ဖိုးထားမယ့်အရာတွေကိုသိထားမှသာနေ့စဉ်လှုပ်ဆောင်ချက်တွေကလမ်းကြောင်းမှန်မှာဖြစ်ပါတယ်။အလေးထား3အရေးကြီးတာကိုအရင်လုပ်ခြင်းဒါဟာအချိန်စီမံခန့်ခွဲတတ်တာတဲ့ကိုစီမံခန့်ခွဲတာဖြစ်ပါတယ်။ရေးမကြီးတဲ့အလုပ်တွေကိုမဟုတ်ဘူးလို့ညှင်းဆိုတတ်ဖို့လိုပါတယ်။ကိုယ့်ရဲ့ရည်မှန်းချက်နဲ့မသက်ဆိုင်တဲ့အရာတွေကိုဖယ်ထုတ်ပြီးတကယ်အကျိုးရှိမဲ့အလုပ်တွေကိုပဲအာရုံစိုက်ပါ။အလေးအထား4နှစ်ဦးနှစ်ဖက်အကျိုးရှိအောင်တွေးခြင်းငါနိုင်ရင်သူရှုံးရမယ်ဆိုတဲ့ပြန်ဆိုင်မှုကိုဖယ်ထုတ်ပြီးငါလည်းအဆင်ပြေသူလည်းအဆင်ပြေဖြစ်မဲ့နည်းလမ်းကိုရှာပါ။ဒါဟာရေရှည်ခိုင်မြဲနိုင်တဲ့လူမှုဆက်ဆံရေးကိုတည်ဆောက်နိုင်တဲ့တစ်ခုတည်းသောနည်းလမ်းပါပဲ။အလေးအထား5သူတစ်ပါးကိုအရင်နားလည်အောင်ကြိုးစားပြီးမှကိုယ့်ကိုနားလည်အောင်လုပ်ခြင်းကျွန်တော်တို့ဟာသူများပြောတာကိုတကယ်နားထောင်မှုတဲ့ပြန်ပြောဖို့ကိုပဲအာရုံစိုက်တတ်ကြပါတယ်။ဆရာဝန်တယောက်ကယောဂါကိုသိချမစစ်ဆေးပဲသူ့မျက်မှန်ကိုချုပ်ပေးပြီးဓာတ်တက်ကြည့်ငါတော့အဆင်ပြေတယ်လို့ပြောတာမျိုးမလုပ်ပါနဲ့။သူတစ်ပါးရဲ့ခံစားချက်ကိုအရင်နားလည်အောင်နားထောင်ပေးပါ။အဲ့ဒီအခါမှာယုံကြည်မှုတည်ဆောက်ပြီးသားဖြစ်သွားပါလိမ့်မယ်။အလေးအထား6အင်အားချင်းပေါင်းစည်းခြင်းတယောက်ကောင်းထက်အများပေါင်းရင်ပိုကောင်းတယ်ဆိုတဲ့သဘောပါ။လူတွေရဲ့ကွဲပြားခြားနားတဲ့အမြင်တွေကိုအပြန်အလှန်လေးစားပြီးပူးပေါင်းလုပ်ဆောင်မယ်ဆိုရင်တယောက်တည်းမလုပ်နိုင်တဲ့ကြီးမားတဲ့အောင်မြင်မှုတွေကိုရရှိနိုင်ပါတယ်။အလေးအထား9လွှကိုအမြဲသွေးနေခြင်းကိုအမြဲပြည့်မူးမှန်နေဖို့ဖြစ်ပါတယ်။လွှနဲ့တစ်ပင်ဖြတ်တဲ့အခါလွှတုံးနေရင်အလုံးမတွင်နိုင်ပါဘူး။အဲ့ဒီလိုပဲတင်းရဲ့ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာအသိဉာဏ်ပိုင်းဆိုင်ရာနဲ့လူမှုဆက်ဆံရေးပိုင်းတွေကိုအမြဲတမ်းလေ့ကျင့်ပြုထောင်နေရပါမယ်။ကျမကြီး queue ဆိုင်ပါစာဖတ်ပါစိတ်အေးချမ်းအောင်နေထိုင်ပါဒီကုန်းချုပ်အနေနဲ့ကတော့ဒီအလေးထား9ချက်ဟာသိယုံနဲ့မပြီးပါဘူးလက်တွေ့သုံးရှားဖို့လိုပါတယ်ပထမ3ချက်ကတင်းရဲ့ကိုချင်းတရားမြင့်တင်ပေးပြီးနောက်ထပ်3ချက်ကလူမှုဆက်ဆံရေးကိုကောင်းမွန်စေမှာဖြစ်ပါတယ်နောက်ဆုံးအချက်ကတော့ဒီအလေးထားတွေကိုတစ်သက်လုံးထိန်းသိမ်းသွားနိုင်ဖို့ခွန်အားပေးမှာဖြစ်ပါတယ်Aristotle ပြောခဲ့သလိုပါပဲကျွန်တော်တို့အချင်းချင်းအဖန်ဖန်လှုပ်ဆောင်နေတဲ့အရာတွေပါပဲဒါကြောင့်ထူးချွန်ထမြက်မှုဆိုတာတစ်ခါတရင်လုပ်တဲ့အပြုမှုမဟုတ်ပဲနေ့စဉ်လှုပ်ဆောင်တဲ့အလေးထားပဲဖြစ်ပါတယ်ဒီနေ့ရှုပ်လေးကနေတင်းဘဝအတွက်အကျိုးရှိစေမယ့်အလေးထားကောင်းတွေကိုနေ့ကနေစပြီးတည်ဆောက်နိုင်ပါစေနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်တစင်ချင်းစီတိုးတက်အောင်ကြိုးစားသွားကြရအောင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်